Right. On this note, if we talk about the internal challenges facing Myanmar, past 5 years, we understand have been turbulent. How do you reflect on issues of democracy, peace and stability? What do you think are the biggest hurdles facing the country at the moment? ငြိမ်းချမ်းရေးတော့အရေးကြီးဆုံးအခြေအနေပါပဲငြိမ်းချမ်းရေးတော့လုံခြုံရေးကိစ္စပေါ့ငြိမ်းချမ်းရေးဘာကြောင့်မရှိသေးလဲဆိုလို့ရှိရင်စောစောသဘောထားကောလဲမှုတွေဖြစ်လာတဲ့ကြောင့်ငြိမ်းချမ်းရေးမရှိတော့ဘူးငြိမ်းချမ်းသဘောထားကောလဲမှုတွေနည်းအောင်ကျွန်တော်တို့ကငြိမ်းချမ်းရေးကိုရအောင်ဖော်ဆောင်ပါကျွန်တော်အခုတောင်ငူယူတဲ့နေ့မှာပဲကျွန်တော်ကလွတ်တော်လဲကျွန်တော်ပြောတယ်ကျွန်တော်နိုင်ငံလုံးလဲကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ရက်ပေါင်း100အတွင်းမှာကျွန်တော်ငြိမ်းချမ်းရေးရအောင်ကျွန်တော်တို့ကြိုးစားဆောင်ရွက်မယ်နောက်9နှစ်အတွင်းမှာတကယ်တိုင်းပြည်ငြိမ်းချမ်းအောင်ကျွန်တော်ကြိုးစားမယ်ဆိုကျွန်တော်ပြောကြတာကျွန်တော်ရှိပါတယ်ငြိမ်းချမ်းရေးကတော့ကျွန်တော်ဖိတ်ခေါ်ထားတာရှိတယ်ဆွေးနွေးမှာပေါ့နော်ဆွေးနွေးပြီးတော့ကျွန်တော်တို့သွားကြမှာပေါ့တစ်ဖက်ကလည်းဟလာလုံခြုံရေးပိုင်းပေါ့လုံခြုံရေးပြီးတဲ့လုံခြုံရေးပိုင်းကျွန်တော်တို့ကလည်းလိုအောင်တရားဥပဒေစိုးမှုလုံခြုံရေးမှာတရားဥပဒေစိုးမှုတွေလိုရတာရှိပါတယ်နောက်တစ်ခါဒီဟိုပေါ့ကျွန်တော်တို့စန့်ကျင်နေတဲ့အဖွဲ့အကြမ်းဖက်စန့်ကျင်နေကျွန်တော်အကြမ်းဖက်တဲ့အဖွဲ့မှာနှစ်ပိုင်းရှိတယ်တစ်ခုကတော့ EAO တွေဖြစ်ပါတယ်တစ်ခုကတော့ PDF တွေရှိတယ် EAO ဆိုတာ Active Armed Organization EAO နော် PDF ရတာဒါ People Defense Forces ဆိုပြီးရှိတာသူတို့ကတော့ PDF ကတော့ကျွန်တော်တို့ကနိုင်ငံရေးသဘောထားကောလဲမှုကြောင့်ဖြစ်လာတဲ့2017နောက်မှာပေါ်လာတဲ့အဖွဲ့တွေပေါ့ EAO ကကြတော့လွတ်လပ်ရေးရပြီးကြရသူတို့ရဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အကြောင်းမျိုးသောကိစ္စတွေနဲ့ဖြစ်ပေါ်လာတဲ့လက်နက်ကန်အဖွဲ့တွေဖြစ်တော့ဒါကြောင့်ကျွန်တော်တို့ကဒီနှစ်ပိုင်းခွဲပေးခြင်းပထမဆုံး PDF တွေကိုကျွန်တော်တို့ကငြိမ်းချမ်းရေးရောလုံခြုံရေးဘန်းရောကျွန်တော်ဦးစားပေးပြီးကျွန်တော်တို့ရှင်းပါပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ကEU ကြတော့ကျွန်တော်ငြိမ်းချမ်းရေးကဏ္ဍအနေပြီးတော့ကျွန်တော်တို့ဒါကျွန်တော်ဆွေးနွေးနေတာပေါ့ကျွန်တော်တို့များနေပါပြီသူတို့ရဲ့လူလာချက်တွေလည်းမျိုးစုံပေါ့လူမျိုးစုံဖြစ်တော့ဒါတွေကိုကျွန်တော်တို့ကရှင်းရတာပေါ့လူကတော့လူလာချက်ကတော့အများကြီးရှိပါပဲဒါပေမဲ့ဟိုဖြစ်ချင်တာတွေရှောက်ပြောနေမယ်ဆိုတာဖြစ်နိုင်တာတွေနဲ့ဖြစ်တင်တာတွေပဲကျွန်တော်တို့လို့တာပို့ပြီးကောင်းတာပေါ့ဖြစ်ချင်ခင်ဗျားလေးအများကြီးဖြစ်ချင်တာတွေအများကြီးရှိပါဟာဟိုတို့ချင်းတဲ့တရားတို့ချင်းတဲ့တို့တော့မဖြစ်နိုင်တာသွားပြီးတော့လုပ်လို့ရှိရင်တည်းများကျွန်တော်တို့ရှင်မှာလူမျိုးတွေဒီပုံပေါ်များစွာရှိတယ်တိုင်းရင်းသားတွေမျိုးပေါင်းများစွာရှိတယ်အဓိကတိုင်းရင်းသား10မျိုးရှိတယ်တိုင်းရင်းသားလူမျိုးပေါင်း130ကျော်လောက်ရှိခင်ဗျားတို့နိုင်ငံပို့ပြီးများပါတယ်ကျွန်တော်တို့တည်းရှိတယ်အဲ့တော့တယောက်နဲ့တယောက်လည်းသဘောထားတွေအမျိုးဆုံးတယ်အဲ့တော့ဘာနဲ့ရှင်းမလဲသူဥပဒေနဲ့ရှင်းတယ် constitution ရပဲရှင်းတယ် constitution မှာကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကရအောင်လုပ်တာပေါ့အဲ့တော့ constitution ကိုကျွန်တော်တို့ကအများနေလက်ခံနေတဲ့ဖြစ်နိုင်တဲ့ဟာပေါ့မဖြစ်နိုင်တဲ့သွားပြောလို့တော့မဖြစ်နိုင်အဲ့ဒါကြောင့်ကျွန်တော်ကခုနပြောတဲ့ငင်းငင်းရပို့ပြီးတော့ရေးကြည့်တယ်ဆိုပြီးကျွန်တော်ပြောတာနေရအရင်သွားပါပြီးလို့ချင်းဖွံ့ဖြိုးရေးတစ်ဖက်သွားမယ်ဖွံ့ဖြိုးရေးတော့မလုပ်လို့မရအောင်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လုပ်လို့ရှိပါတယ်ဒါတော့အစိုးရရဲ့တာဝန်ကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့တာဝန်ရှိတယ်အဲ့တော့ဖွံ့ဖြိုးတိုးတက်ဆိုတဲ့အခါမှာလည်းပြည်သူလူထုမှာအကုန်လုံးအကျုံးဝင်တယ်တိုင်းရင်းသားမှာမဟုတ်ဘူးပြည်သူလူထုအကုန်လုံးအကျုံးဝင်တဲ့ဖွံ့ဖြိုးရေးကျွန်တော်လုပ်ပေးရမယ်ကျွန်တော်သွားမှာရမယ်ဒါကြောင့်ကျွန်တော်ကအရေးကြီးတာတော့ငြိမ်းချမ်းရေးကနံပါတ်1ပဲဒုတိယတော့တင်းကြီးလုံခြုံရေးကဒါဆက်ပြီးလုပ်ရမှာပဲပြီးရင်ကျွန်တော်တို့ကတစ်ပြိုင်တည်းမှာပဲဖွံ့ဖြိုးလုပ်ငန်းတွေလည်းကျွန်တော်သွားရမှာပေါ့ဒီလိုသွားဖို့ရှိပါတယ်ဒါကျွန်တော်သဘောထားပါပဲ